ဘရိတ်ပြီးသွားပြန်တော့ချားပြဿနာတစ်ခုတော့ရှိရဗျာကျွန်တော်တို့ RPM မတက်ဘူးဗျဒါ RPM ပြောင်းနေတယ်ပြီးသွားတော့ဒီ exhaust brake သုံးလိုက်တဲ့အချိန်မှာ exhaust brake မီးပြောင်းနေတယ်နောက်ဟီမီးလေးပါလေးပြောင်းတယ်ပေါ့နော်ဒါကျွန်တော်လည်းပတ်သက်တဲ့ရှင်တော့စပွားကြီးကောင်ကနော်အားပါတော့ဝါရင်းဆရာနာမည်ကျွန်တော်မပြောတော့ဘူးနော်သူ့ရဲ့ညီလေးရှိမှကျွန်တော်လာပြတယ်ပေါ့နော်အရာဘုန်းနဲ့စစ်စတန်တို့ဘာစစ်စတန်တို့မသိဘူးဗျာဒီလေးကသူ့မျက်နှာကိုမရိုက်ပါနဲ့တဲ့နာမည်မကြီးချင်တော့ပါကိုကြီးရဲ့တဲ့မှာဒီမူတော်ပေါင်းနဲ့စစ်တယ်ပေါ့ဗျာညီရင်တော့တကယ်ညီရင်းနေနော်တစ်ချိန်လုံးကကားတွေပြတ်ဒုက္ခတွေရောက်တဲ့အချိန်မှာဗရီယိုတွေတော့လိုက်ပြီးတော့ထမ်းပြီးတော့ကူညီပေးတဲ့ညီတွေဒါ EFI ကားဆိုလေနည်းနည်းစောင့်မြင့်ကားဆိုတော့မြင့်မြင့်လေးပဲသွားရတာပေါ့နော် system equivalent အဲ့လိုမျိုးတော့သွားတာပေါ့နော်ကိုညီတွေဟိုလေယောဂတစ်ခုဖြစ်လို့ရှိရင်တောင်စိတ်ကမ်းမှာကုလို့မရရင်အထူးကုမှာပဲကုလို့ရတာအဲ့ဒီအထူးကုတွေကိုတီးနေတာကခတ်တာအဲ့အထူးကုတွေနဲ့ front ဖြစ်နေတာကဇလန်းအရှုပ်တာနော်ကျွန်တော်ကတော့ကျွန်တော်ညီတွေပဲယုံကြည်တယ်ဗျာပြဿနာကကျွန်တော်ကားဘာဖြစ်တယ်ဆိုတော့ယောဂကိုကျွန်တော်ပြပြနိုင်တယ်ဒါကရှောင်းကြီးကကုမယ်ဆိုလို့ရှိရင်ယောဂမသိဘဲနဲ့ကုလို့မရဘူးလေဗျာနော်ယောဂကိုကျွန်တော်ပြပြနိုင်တယ်အဲ့ဒါတော့ကျွန်တော်ရဲ့အားသာချက်ပေါ့နော်ကုနေတယ်အားလုံးကောင်းအောင်ပါနော်ပတ်စံရှိရင်အကုန်အဆင်ပြေတယ်ဗျာအဲ့ဒါအဓိကပတ်စံကုန်ခိုင်ကောင်းသွားမှာက